နေစမ်းမအောင်မင်းကတခုမင်းဦးမယ်မင်းတို့လည်းတော့ကမ္ဘာဖလားရဘူးလားပြောကမ္ဘာဖလားရစရာမလိုဘူးအဲ့လိုမင်းကိုပြောမယ်ကမ္ဘာဖလားမရဘူးကလက်ကမ္ဘာဖလားရဘူးတဲ့ဟေ့ကမ္ဘာဖလားမရတော့မယူတာရှော့ပေးလိုက်တာ မရဘူးပေါ့ကွာနေစမ်းပါကွာမင်းကလည်းကဲအဲ့လိုမျိုးမင်းမယ်ကွာလက်ရှိမှာကွာကမ္ဘာဈေးအများဆုံးကစားသမားဘာလို့လဲ ဟောအဲ့ဒါ PSG ကကီလီယန်အမဘေးလေ အမဘီနေခဲ့လိုက်တော့အမဘီတော့ဆော်ဒီကပို့ပေးရတယ်ရိုနယ်ဒိုအဲ့မပူပဲနေသိရင်သိ အဲ့ဒါဒိုလေးကြားတာဗောဒိုလေးဟာ ဒီကလေးတွေမသိဘူးဒီကလေး3မိဖန်နေဒါတွေနားမလဲဘူး မစီကမင်းတို့ရိုနယ်ဒိုလိုမဟုတ်ဘူးကွာဟဲ့ပတ်စံတော့ကိုမလိုက်ဘူးကွာဟဲ့ဟာ ပတ်စံတော့လိုက်တာမဟုတ်ဘူးမင်းကိုပြောဘူးကဂုံတိုက်ခါရှိသွားနေနေပလိုက်တာကွာကဲမင်းကိုမေးမယ်ကွာ အေးဟဲ့မင်းမမေးနဲ့ငါမေးမယ်မင်းတို့ အမေမေး မင်းတို့ရိုနယ်ဒိုကဘောလုံးတွေရောစုဘယ်နှခါရဘူးလဲပြော ရိုနိုဒိုစုဆိုတာတစ်ချိန်နဲ့ရတဲ့လူတော်ရှိတယ်ကွာငါတို့ရိုနယ်ဒိုကဟဲ့5ချိန်ရဘူးရယ်ကွာ မစီကပုံများတယ်သူတဲ့ဟာငါးချိန်လေးရတာကွာလာပြောတယ်ဟဲ့မစီကသူ့နဲ့ပုံများတယ်ကွာ အာဒါမက်ဆီမိုက်တာဗောမက်ဆီလဲမိုက်တယ်မက်ဆီမိုက် ပုံများတဲ့ဘာလို့ပေးရမှာလဲပုံများတဲ့နှစ်ခုပုံရောင်းရုံပဲရှိတယ်ဘာလို့ပေးရမလဲမင်းကပုံလာမပြောနဲ့မင်းမက်ဆီကအရက်ဘယ်လောက်ရှိလဲပြော3ပေမလား ဟဲ့